ကာမဆက်ဆံတာမဟုတ်ဘဲနဲ့နော်နံပါတ်1အမျိုးသမီးရဲ့ပြုစုယူရမှုကိုတားရတာနံပါတ်2ကအမျိုးသမီးနဲ့အတူတကွရဲမောနောက်ပြောင်ချီဆယ်ပြောဆိုတာနံပါတ်3ကအမျိုးသမီးနဲ့မျက်လုံးချင်းဆိုင်ပြီးတော့ကြည့်ပြီးတားရတာနံပါတ်4ကအမျိုးသမီးရဲ့အတန်တစ်ဖက်ခန်းကဟိုဘက်ခန်းကနိုင်ရန်တစ်ဖက်ကအမျိုးသမီးရဲ့အတန်ကိုကြားပြီးတော့တားရတွေ့တာမှုတွေဖြစ်တာနံပါတ်5ကအမျိုးသမီးနဲ့ပြုံးခဲ့ရေခဲ့စကားပြောခဲ့တာတွေကိုပြန်လည်တွေးပြီးတော့ချစ်နဲ့နှစ်သက်နေတာနံပါတ်6ကတော့စနီးမောင်နှံ2ယောက်ကိုကြည့်ပြီးတော့အားကြပြီးသူတို့လူဖြစ်ချင်တာနံပါတ်9ကတော့ကိုချစ်နဲ့ဗြဟ္မစရိယဟာမြတ်သောအချင်းဖြင့်နတ်မင်းတို့နတ်ဘဝတန်တာပြီးတော့ကျင့်တာနတ်ဘဝရောက်ဖို့မြတ်သောအချင်းကိုကျင့်တယ်အဲ့ဒါကိုမေတုံငယ်9ပါးလို့သူတို့ပြောတာ sexual relationship မဟုတ်ဘူးသို့တော့တနည်းအားဖြင့်ကာမဂုဏ်အာယုကိစ္စတွေပေါ်မှာတွေ့တာမှုတွေကျင့်တတ်မှုတွေဖြစ်နေတယ်အဲ့ဒီဖြစ်သောကြောင့်သူကျင့်တဲ့မြတ်သောအကျင့်သည်အမဲဆက်ထင်းနေတဲ့မြတ်သောအကျင့်ပဲကျိုးပြတ်တယ်ပေါက်တယ်ကွက်ကြားဖြစ်တယ်အပြောက်ထင်းတယ်ဆိုတဲ့ပြည့်စုံတဲ့စင်ကြယ်တန်ရှင်းတဲ့ဗြဟ္မစရိယမဖြစ်ဘူးလို့မြတ်စွာဘုရားကဒီလိုဟောတာ